ကယန်းချစ်တဲ့မယ်လေးဘရော်နီကာရဲ့နိုင်ပွဲကိုအပြုတ်မူလေးတစ်ခုနဲ့အခုလိုဂုဏ်ပြုလိုက်တဲ့ဂျော့ရှွာဘန်ပရိသတ်ကြီးတို့မင်းညာကကယန်းချစ်တဲ့မယ်လေးဘရော်နီကာနဲ့တရုတ်ဖိုက်တာတို့ရဲ့ပွဲကတော့တကယ်ကိုရှယ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်ဆိုတာကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တို့လည်းအသိပါပဲနော်ခက်ခဲနဲ့တရုတ်ဖိုက်တာကိုဘရော်နီကာတယောက်အနိုင်ကိုထိုးသက်ခဲ့ရတာပါရှင်ဘရော်နီကာရဲ့နိုင်ပွဲအတွက်အပြုတ်မူလေးတစ်ခုနဲ့ဂုဏ်ပြုပေးလိုက်တဲ့သူကတော့ချင်းဖိုက်တာလေးဂျော့ရှွာဘန်ပဲဖြစ်ပါတယ်။သူလည်းမြန်မာပရိသတ်တွေနဲ့ထပ်တူဘရော်နီကာရဲ့အောင်ပွဲကိုကျင်းနဲ့ဂုဏ်ယူပျော်ရွှင်နေတာပဲဖြစ်ပါတယ်ရှင်။ဂျော့ရှွာဘန်ကဘရော်နီကာရဲ့ပွဲစဉ်ကိုအစအဆုံးကြည့်ရှုအားပေးခဲ့တာဖြစ်ပြီးတော့အခုလိုအောင်ပွဲအတွက်မြန်မာနိုင်ငံသားတယောက်အနေနဲ့ဝမ်းသာနေခဲ့ရှာပါတယ်။ဂျော့ရှွာဘန်ကလည်း UFC Flyweight ချန်ပီယံခပတ်ရဖို့အတွက်အပြင်းထန်ကြိုးစားနေသလိုနောက်လ6ရက်နေ့မှာချန်ပီယံခပတ်အတွက်ရင်ဆိုင်ထိုးသက်သွားရတော့မှာဖြစ်ပါတယ်။ချန်ပီယံခပတ်အကြိမ်ပေါင်းများစွာကိုကောက်ကွယ်ထားနိုင်တဲ့ချန်ပီယံဘိုးကြီးပန်ဒူဂျာနဲ့ဂျော့ရှွာဘန်တို့ရဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကတော့တကယ်ကိုစိတ်ဝင်စားမှုရှိတဲ့ပွဲဖြစ်တာကြောင့်ပွဲကောင်းတစ်ပွဲဖြစ်လာမယ်ဆိုတာကတော့သိကြပါတယ်။ဂျော့ရှွာဘန်ကသူကိုယ်တိုင်လည်းအောင်မြင်ကြိုးစားနေသလိုတခြားဖိုက်တာတွေရဲ့အောင်မြင်မှုတွေအတွက်လည်းဂုဏ်ယူပေးတတ်တဲ့ချစ်စရာလူငယ်လေးတစ်ယောက်ပါရှင်။ဖိုက်တာတွေပြိုင်ဘက်ဖိုက်တာတွေပါမကြမ်းတန်မိုးထားဆက်ဆံတတ်တဲ့လီဆာစရာချင်းလူမျိုးလေးပါအခုလဲဘရော်နီကာရဲ့နိုင်ပွဲအတွက်ဂျော့ရှွာဘန်ကသူ့ရဲ့ Instagram အကောင့်ကနေတစ်ဆင့်တစ်ခုတ်တရရေးသားပြီးတော့ဂုဏ်ပြုနေတာကိုတွေ့ရပါတယ်မင်းညာက1 Championship မှာကစားခဲ့တဲ့ဘရော်နီကာနဲ့တရုတ်ဖိုက်တာတို့ရဲ့ပွဲစဉ်ကတော့အကြံတလိုက်ဖြစ်ခဲ့တယ်လို့ပြောရမှာပါအမျိုးသမီးပွဲစဉ်ဆိုပေမဲ့ကြည့်ရှုသူပရိသတ်တွေကိုရင်တုံရင်ခုန်စိတ်လှုပ်ရှားမှုပြီးစွမ်းခဲ့တဲ့ပွဲချန်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။တရုတ်ဖိုက်တာက1 Championship နဲ့စတင်လက်တွဲတဲ့အခုပထမဆုံးပွဲစဉ်မှာဘရော်နီကာနဲ့ထိုးသက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။1 Championship နဲ့ပထမဆုံးပွဲစဉ်ဖြစ်တယ်လို့မွေထိုင်းပွဲကလည်းသူ့ဘဝအတွက်ပထမဆုံးပွဲပါတယ်ရှင်။ဒါပေမဲ့တရုတ်ဖိုက်တာရဲ့ skill ကတော့လက်ဖြားခါလောက်ပါတယ်။ကဲပေါင်စင်ပွဲအတွေ့အကြုံများသလိုခပ်ပေါင်းများစွာပိုင်ရှင်တယောက်ဖြစ်တာမို့လဲဘရော်နီကာတယောက်စိတ်အတည်ငြိမ်ဆုံးထားကရင်ဆိုင်ရင်းနဲ့နောက်ဆုံးမှာတော့အမှတ်နဲ့အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဘရော်နီကာအနေနဲ့တော်တော်လေးဖြိုခဲ့ရတယ်ဆိုတော့ပရိသတ်ကြီးတို့လည်းအမြင်ပါပဲ။ဒီပွဲအပါဆိုရင်တော့ဘရော်နီကာအနေနဲ့1 Championship မှာ3ပွဲကစား1ပွဲရှုံး2ပွဲနိုင်ရလက်ကိုပိုင်ဆိုင်ထားခဲ့ပြီးဖြစ်ပါတယ်။မင်းညာကပွဲကတော့တကယ့်ကိုခက်ခဲနဲ့အနိုင်ယူခဲ့ရတဲ့ပွဲပါရှင်။တကယ့်ကို short တွက်မရတဲ့တရုတ်ဖိုက်တာပါနော်။ဘရော်နီကာကလည်းကြိုးဝိုင်းထဲမှာသူ့ကိုလာထီလို့ကတော့စစ်သက်မှတိုင်ပါပဲ။တကယ့်ကိုအားရမိပါတယ်ဘရော်နီကာရဲ့။ဘရော်နီကာရဲ့အခုလိုအောင်ပွဲအတွက်ဂျော့ရှွာဘန်နဲ့မကပါဘူး။ဘရော်နီကာကိုညီမလေးတယောက်လိုတန်ရုံးစင်ရှိပြီးချစ်ရှာတဲ့အောင်လာအန်ဆန်ကလည်းဝမ်းသာဂုဏ်ပြုပေးတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ကဲမာလီကတော့နိုင်ငံကုန်ဆောင်နိုင်ခဲ့ပါပြီ။အောင်လာပြောသလို1 Championship မှာချန်ပီယံခပတ်အတွက်ဘရော့ကိုမြင်ချင်ပါတယ်ဆိုတဲ့အတိုင်းစစ်သက်မလေးကတကယ်ကိုကြိုးစားပြသခဲ့ပါတယ်။ဒါကြောင့်လည်းမကြခင်ဘရော်နီကာကိုချန်ပီယံခပတ်အတွက်တိတ်မဝေးတော့ဘူးလို့တွက်ဆကြပါတယ်။ပရိသတ်တို့ရောဘလို့ချင်ပါလဲပြီးတော့ Stan Fairtex ကိုရိုင်းကလည်းဘရော်နီကာကိုစိန်ခေါ်ထားသလိုဘရော်နီကာဘက်ကလည်းအစင်သက်မဲ့ဆိုပြီးတော့အချက်ပြနေတော့ဒီတွဲဆိုင်ကမကြမီဖြစ်လာနိုင်မလား1 year CEO ဥက္ကဋ္ဌချက်ထရီကတော့သူကြိုက်ရင်ကြိုက်တယ်လို့ပွဲတက်ပြီးတဲ့အကျင့်ရှိလေတော့ဘရော်နီကာရဲ့အရေးချင်းပေါ်မှာယုံကြည်ပြီးတော့မြန်အကောင့်ထဲပေါ်ပေးပါစေလို့သာဆုတောင်းကြပါတယ်1 Championship မှာဘရော်နီကာတယောက်ချန်ပီယံခပတ်ကိုင်မြောက်နိုင်တယ်လို့ UFC မှာလည်းဂျော့ရှွာဘန်တယောက်ချန်ပီယံခပတ်ကိုင်မြောက်နိုင်ကြပါစေမြန်မာကုံဆောင်နိုင်တဲ့ဖိုက်တာတွေဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ရှင်ပရိသတ်ကြီးတို့ရောမင်းညာကစားခဲ့တဲ့ဘရော်နီကာရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ခန်းစားချက်လေးတွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်နော်